အားလုံးပဲမင်္ဂလာပါဗျာထွန်းတက်ပြီးရနေကြိုဆိုပါရစေဒီနေ့မှာတော့ကိုယ့်ရဲ့ဖုန်းအင်တာနက်ဖွင့်လိုက်တာနဲ့ဖုန်းမျက်နှာပြင်ပေါ်မှာဘယ်ရမှမသိတဲ့ကြော်ညာတွေခဏခဏတက်နေလို့စိတ်ညစ်နေတဲ့သူများရှိတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုအစအနေဆုံးထိကြည့်ပေးလိုက်ပါဗျာနောက်ဆုံးအနေနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ဒီ Play Store ဆိုတဲ့နေရာလေးကိုဝင်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့တခါတည်းနဲ့ဘယ် setting လေးဘယ်ဥစ္စာတွေမှာမဝင်မဲ့နဲ့ software တစ်ခုလေး download ဆွဲလိုက်ရုံနဲ့အကုန်လုံးကြော်ညာတက်နေတဲ့ဟာတွေအကုန်လုံးရှင်းပေးမှာဖြစ်တဲ့အတွက် Play Store ကိုရင်ဝင်ပေးပါများPlay Store ကိုရောက်သွားပြီဆိုတော့ဒီ set bar မှာကျွန်တော်ရိုက်တယ်လို့မျိုးလိုက်ရှာပြပါညာ CNE clear and ဒီကောင်လေးပါဒီလိုမျိုးရိုက်ရှာလိုက်ပါညာအဲဆိုရင်တော့ဒီ software လေးပါညာဒီ software လေးရဆိုရင်1 million download ဆွဲထားတဲ့အတွက်ရုံကြည်နဲ့ download ဆွဲလို့ရပါတယ်ညာသူ install တင်လို့ရပါတယ်ကျွန်တော် download ဆွဲလိုက်ပါညာဆွဲပြီးသွားဖြစ်တဲ့အတွက်ဒီ open ကိုနှိပ်လိုက်ပါမယ်open ကိုနှိပ်လိုက်တယ်ဆိုတာနဲ့ဒီအပေါ်ဝိုင်းမှာတော့ဒီ Premiere ပတ်စံနဲ့ပြီးလို့ရတဲ့ Premiere ရှိတယ်ဒီကျွန်တော်တို့ကတော့ free သုံးမှာဖြစ်တဲ့အတွက်ဒီအောက်မှာရှိတဲ့ other all ဆိုတဲ့နေရာလေးဒီဟာလေးကိုနှိပ်ပြီးပါညာအဲဆိုရင်တော့ကျွန်တော် file permission တွေတောင်းပါလိမ့်မယ်အဲဆိုရင်တော့ကျွန်တော် next ကိုနှိပ်ပြီးပါညာ next ကိုနှိပ်ပြရမယ် stick ကိုနှိပ်ရမှာမဟုတ်ပါဘူးညာ next ကိုနှိပ်ပြရမှာနော်နေ့ကိုနှိပ်ပြီးသွားရင် allow ကိုနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်တော့သူဒီ permission တွေကိုဖွင့်ပေးရမှာဖြစ်ပါတယ်အဲပြီးသွားရင်ကိုကဒီ quick scan ဆိုတဲ့ဒီနေရာလေးကိုနှိပ်ပြီးပါကိုထဲမှာဘယ်နေရာတွေကနေပြီးတော့ကြော်ညာတွေတက်နေလဲဆိုတာကိုသိရအောင်လို့ဒီ quick scan ဆိုတာနှိပ်လိုက်ပါဗျာအဲဆိုရင်တော့သူဘယ်နေရာတွေကနေကြော်ညာတွေတက်နေလဲဆိုတာကိုသူကြည့်ပြီးပါမယ်ဗျာ scan ဖတ်နေပါတယ်ကျွန်တော်ဒီမှာတော့ဒီနေရာနှစ်ခုကနေပြီးတော့ဒီကြော်ညာတွေတက်နေရပဲဖြစ်ပါတယ်အဲဆိုရင်တော့ကိုယ့်ရဲ့ဒီနေရာလေးတွေမှာဒီအမိုက်ပုံးပုံစံဒီ delete ပုံစံလေးတွေကိုဖြတ်ပေးရမှာဖြစ်ပါတယ်ဒီနေရာလေးတွေကို delete နှိပ်ပေးလိုက်ပါဗျာအဲဆိုရင်တော့ကိုယ့်ဖုန်းထဲမှာရှိတဲ့ဒီကြော်ညာတက်စီတဲ့နေရာတွေအကုန်လုံးကိုသူကတစ်ခါတည်းနဲ့ဖြတ်ပေးလိုက်မှာဖြစ်တဲ့အတွက်ကိုဖုန်းအင်တာနက်ဖွင့်လိုက်တာနဲ့ကြော်ညာတွေတက်တော့မှာမဟုတ်တော့ပါဘူးကျွန်တော်ရဲ့ဗီဒီယိုလေးကမိတ်ဆွေတို့တွေတစ်စုံတည်းကအကျိုးကျေးဇူးရှိရဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share လေးလုပ်ပြီးသွားပါများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်များ